တခါတုန်းကမက်ဆီမဒေတာတာယာဝတီဆိုတဲ့တာယာလှပတဲ့ကြေးရွာကြီးတစ်ရွာရှိခဲ့ပါတယ်။ထိုရွာကြီး၏အစွန်ဖျားမှာတော့ဇေယျနဲ့ဇော်ကြီးဆိုတဲ့ညီကိုနှစ်ဦးနေထိုင်ကြပါတယ်။အကိုဖြစ်သူဇေယျဟာရုပ်ရည်တံပြန်ခံရပေမဲ့စိတ်သဘောထားမှာအင်မတန်လောဘကြီးပြီးအတ္တဆန်လှပါတယ်။မိမိ၏ကိုကျိုးစည်းပွားနဲ့စီးစိမ်ဥစ္စာအတွက်ဆိုရင်သူတစ်ပါးကိုလှည့်ဖျားဖို့နှိပ်စက်ဖို့မြည်သည့်အခါမျှဝင်မလေးသူဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့ညီဖြစ်သူဇော်ကြီးဟာရိုးသားဖြူစင်ပြီးယတနာ၃ပါးနှင့်မိဘဆရာသမားများအပေါ်ရိုသေကိုင်းဆိုင်သူဖြစ်ပါတယ်။ဇော်ကြီးဟာမိမိမှာရှိသည့်နည်းနည်းလေးကိုပင်တတဝါအပေါင်းအပေါ်မေတ္တာကရုဏာထား၍မျှဝေတတ်သူဖြစ်ပါတယ်။ရွာထဲရှိအိုမင်းမစွမ်းဖြစ်နေသောအဖိုးအဖွားများငတ်မွတ်နေကြသောခွေးငှက်တိရစ္ဆာန်လေးများကိုမြင်ပါကအမြဲတမ်းမိမိထမင်းထုတ်မှမျှဝေကျွေးမွေးလေးရှိတာကြောင့်ရွာသူရွာသားအပေါင်းကညီငယ်ဇော်ကြီးကိုအင်မတန်ချစ်ခင်မြတ်နိုးကြပါတယ်။တနေ့သောအခါညီကိုနှစ်ဦး၏မိဘနှစ်ပါးစလုံးသည်ရုတ်တရက်ယောဂဝေဒနာအပြင်းထန်ခံစားရပြီးကွယ်လွန်အနိစ္စရောက်သွားခဲ့ကြပါတယ်။မိဘနှစ်ပါး၏နာရေးကိစ္စပြီးဆုံးသွားသည်နှင့်အကိုဖြစ်သူဇေယျ၏ရင်ထဲမှငုတ်ရှိုးနေသောလောဘမီးများပေါက်ကွဲထွက်လာခဲ့ပါတော့တယ်။ဇေယျဟာမိဘများစုဆောင်းထားခဲ့သောရွှေငွေရတနာများကျယ်ဝန်းသောလယ်ယာမြေများနှင့်ကြီးကျယ်ခမ်းနားလာသောတစ်သားအိမ်ကြီးအလုံးစုံကိုမိမိတဦးတည်းအပိုင်သိမ်းပိုက်လိုက်ပါတော့တယ်။ဇေယျမင်းကြည်စမ်းဇော်ကြီးဒီအိမ်ကြီးနဲ့လယ်ယာတွေဟာမိဘတွေအသက်ထက်ဆုံးလုပ်ကင်ခဲ့တာငါဟာအကိုကြီးဖြစ်တဲ့အတွက်ဒါတွေအကုန်လုံးကိုစီမံခန့်ခွဲပိုင်ခွင့်ရှိတယ်မင်းလိုစိတ်ပျော်ပြီးဘာမှမလုပ်တတ်တဲ့သူကဒါတွေကိုထိမ့်သိမ်းနိုင်မှာမဟုတ်ဘူးညီငယ်ဇော်ကြီးကတော့အကိုဖြစ်သူ၏မတရားမှုကိုညှင်းဆန်ခြင်းမပြုဘဲမေတ္တာရှိထားကရိုးသားစွာပင်နှုတ်ဆက်နေခဲ့ပါတယ်အမွေအားလုံးကိုသိမ့်ပိုက်ပြီးနောက်မှလည်းအကိုဖြစ်သူဇေယျ၏ရင်ထဲမှာလောဘနှင့်မနာလိုမှုများငြိမ်းအေးမသွားခဲ့ပါဘူးညီဖြစ်သူ၏ရိုးသားအေးဆေးသောရုပ်တွင်ကိုမြင်တွေ့နေရသည်ကိုပင်အလိုမကျဖြစ်ကအိမ်ပေါ်မှနှင်ထုတ်ရန်ကြံစီပါတော့တယ်ဇေယျမင်းဟာငါအိမ်မှာအလကားနေအလကားစားနေတာကြပြီငါမျက်စိရှိကအခုချက်ချင်းထွက်သွားစမ်းမင်းအတွက်ဒီအိမ်မှာနေရာမရှိဘူးအမွေဆိုတာကိုလည်းနောက်တစ်ချိန်ပါဇက်ကမဟာနဲ့ဇေယျဟာညီဖြစ်သူ၏အဝတ်ထဲအနှဲငယ်ပါသောထုပ်လေးကိုအိမ်ပေါ်မှအောက်သို့ပစ်ချလိုက်ပါတယ်ညီငယ်ဇော်ကြီးဟာအကိုဖြစ်သူကိုရိုးသားစွာမေတ္တာမပြတ်ဘဲဝါတဲဆုပ်လေးတစ်ခုတိဆောက်ရန်အတွက်ရွာအပြင်ဘက်တောဆက်သို့အဝတ်တစ်ထည်ကိုတစ်ခုဖြင့်ထွက်ခွာသွားခဲ့ပါတော့တယ်ညီငယ်ဇော်ကြီးဟာရွာအပြင်ဘက်တောဆက်ရှိတိရွက်မိုးဝါထရံကတဲဆုပ်လေးထဲမှာအေးချမ်းစွာတွားရောက်နေထိုင်ခဲ့ပါတယ်သူဟာနေ့စဉ်နေ့တိုင်းအစောကြီးထကတောအုပ်ထဲသို့ဝင်၍ထင်းခုတ်တတိရှာဟင်းသီးဟင်းရွက်များခူးဆွတ်ကရွာထဲမှတွားရောက်ရောင်းချပြီးရိုးသားစွာအသက်မွေးခဲ့ပါတယ်ဇော်ကြီးဟာမိမိရရှိလာသောငွေကြေးအနှဲငယ်နှင့်ထမင်းဟင်းများကိုမိမိတဦးတည်းဝါဝလင်လင်မစားဘဲတဲဘေးပတ်ဝန်းကျင်သို့ရောက်ရှိလာသောစာကလေးများခွေးလေခွေးလွှင့်များနှင့်ဆင်းရဲနွမ်းပါးသူအဖိုးအဖွားများကိုအမြဲတမ်းမျှဝေကျွေးမွေးလေးရှိပါတယ်မိမိမှာတဲဆုပ်လေးသာပိုင်ဆိုင်တော်လဲဇော်ကြီး၏ရင်ထဲမှာတော့အေးချမ်းမှုနှင့်ဖြူစင်သောဒါနစိတ်တို့ဖြင့်ပြည့်နှက်နေခဲ့ပါတယ်တနေ့သောနနက်ခင်းမှာတော့ဇော်ကြီးဟာအစဉ်တိုင်းလုပ်ကင်နေကြအတိုင်းထင်းခုတ်ရန်နှင့်ဆေးမြင့်များရှာဖွေရန်အတွက်တောဆက်မှတဆင့်လူသူအယောက်နှဲလာတဲ့မာကရာတောနက်ကြီး၏အလဲဗဟိုသို့တဖြည်းဖြည်းတိုးဝင်သွားခဲ့ပါတယ်ထိုတောနက်ကြီးဟာအပင်ကြီးများအုပ်ဆိုင်နေပြီးနေရောင်ကြီးပင်မြေပြင်ပေါ်သို့ကောင်းစွာမကျရောက်နိုင်သောနေရာဖြစ်ပါတယ်တရွက်ချောက်များနင်းလိုက်သည့်အခါဆိုသည့်အတန်နှင့်တောင်းငှက်အချို့၏မိတွန်တန်မှလွဲ၍ပတ်ဝန်းကျင်တစ်ခုလုံးစိတ်ငြိမ်အေးဆက်လှပါတယ်ဇော်ကြီးဟာဓာမလေးကိုခါမှထိုးထင်းစီးရန်ကြိုးများကိုလက်ကကင်ရင်အလုရှာနေစဉ်ရုတ်တရက်ဆိုသလိုတစ်ပင်ကြီးတစ်ပင်၏အောက်ခြေရှိစူးချုံကွယ်ကြီးတစ်ခုထဲမှအင်မတန်အားနည်းလာပြီးဒဏ်ရာရနေသောတရဝါတစ်ကောင်၏ညီတွဲငိုကြွေးတန်တဲတဲကိုကြားလိုက်ရပါတယ်။ဧကန်နတောကောင်တစ်ကောင်တော့ဘေးအန္တရာယ်နဲ့ကြုံနေရပြီးထင်တယ်ငါသွားကြည့်မှဖြစ်မယ်။ဇော်ကြီးဟာရင်တုတ်တုတ်ခုန်သွားခဲ့ပေမဲ့ကရုဏာစိတ်ကလွှမ်းမိုးသွားတာကြောင့်လက်ထဲမှဓာမလေးကိုတင်းတင်းကင်ကတတိနှင့်ခြုံကွယ်စီသို့တဖြည်းဖြည်းတိုးကပ်သွားပါတော့တယ်။ခြုံကွယ်လေး၏စူးနွယ်များကိုဓာမဖြင့်တတိထား၍ဖယ်ရှားလိုက်သောအခါဇော်ကြီး၏မျက်လုံးများဟာအံ့ဩလွန်းလို့ပြူးကျဲသွားခဲ့ရပါတယ်။ခြုံကွယ်ထဲမှတောဝုံပလွေများ၏လိုက်လံကိုက်ခဲသည့်ရံမတီတီလေးလွတ်မြောက်လာခဲ့တော်လဲတစ်ကိုင်းနှင့်တိုက်မိကအတောင်ပံတစ်ဖက်ကျိုးသွားပြီးသွေးများတဆက်ဆက်ကျနေသောရွှေရောင်တောက်ပသည့်ဒေါင်းငှက်လေးတစ်ကောင်မြေပြင်ပေါ်မှလဲကျနေတာကိုတွေ့လိုက်ရပါတယ်
ထိုတောင်းငှက်လေး၏အမွှေးတောင်များဟာရာသီဥတုနှင့်မတူဘဲစိမ့်ပြာရောင်နှင့်ရွှေရောင်လက်လက်ထနေပြီးမီးရောင်ကဲ့သို့ဝင်းပနေပါတယ်သို့တော်လည်းတောင်းငှက်လေးဟာတောင်ပံတစ်ဖက်ကျိုးနေသည့်အတွက်လှုပ်ရှားမရဘဲအလွန်မင်းကြောက်လန့်တုန်လှုပ်လျက်မျက်ရည်များဝိုင်းဆက်စွာဖြင့်ဇော်ကြီးကိုမောကြည့်နေခဲ့ပါတယ်ဇော်ကြီးဟာတောင်းငှက်လေး၏တနာစဖွယ်အမူအရာကိုမြင်တွေ့လိုက်ရသောအခါရင်ထဲမှမေတ္တာကရုဏာများလှိုင်းတပိုးကဲ့သို့ရိုက်ခတ်သွားပါတော့တယ်ဇော်ကြီးဟာငှက်လေးထိတ်လန့်မသွားစေရန်လက်ထဲမှဓာမကိုဘေးသို့ဖြည်းဖြည်းချင်းချလိုက်ပြီးငါမင်းကိုအန္တရာယ်မပြုပါဘူးမင်းရဲ့ဒဏ်ရာတွေကိုငါပြောက်အောင်ကုပေးပါမယ်ဟုညင်သာစွာဆိုကာတောင်းငှက်လေးကိုရင်ခွင်ထဲသို့ဂယုတစိုက်ပွေ့ဖက်ဆောင်ယူလာခဲ့ပါတယ်မိမိ၏တဲဆုပ်လေးစီရောက်သည့်အခါဇော်ကြီးဟာတောအုပ်ထဲမှရှာဖွေလာသောတွေးတိတ်ဆေးမြင့်များနှင့်ဒဏ်ရာပြောက်ဆေးရွက်များကိုကြောက်စုံထဲမှဂယုတစိုက်ကြိတ်ချေလိုက်ပါတယ်အဲ့ဒီနောက်တောင်းငှက်လေး၏တွေးထွက်နေသောအတောင်ပံပေါ်သို့ဆေးရွက်များကိုအသားရအုပ်ပေးပြီးအဝတ်စဖြင့်ဂယုတစိုက်စီးနှောင်ပေးခဲ့ပါတယ်မိမိစားမိထမင်းပကံထဲမှထမင်းနူးနူးလေးများကိုလည်းတောင်းငှက်လေး၏နှုတ်သီးဝါသို့ရေဆက်လေးများနှင့်အတူတစ်ဆက်ချင်းစီမညာမတာကြိုးစား၍တိုက်ကြွေးခဲ့ပါတော့တယ်ဇော်ကြီးဟာမိမိအလုပ်ကိုပင်ခံမှန်းမထားဘဲရက်ပေါင်းများစွာတောင်းငှက်လေးဘေးမှအိပ်ဖက်ပြု၍ပြုစုခဲ့ပါတယ်ဇော်ကြီး၏မေတ္တာအပြည့်ဖြင့်ပြုစုစောင့်ရှောက်မှုကြောင့်တောင်းငှက်လေး၏အတောင်ပံဒဏ်ရာများအံ့ဩဖွယ်ရာလုံးဝပျောက်ကင်းသွားခဲ့ပါတယ်တနေ့သောနနက်ခင်းမှာတော့တောင်းငှက်လေးဟာအတောင်ပံနှစ်ဖက်ကိုဖြန့်ကာတဲအပြင်သို့ထွက်ရက်လိုက်ပြီးထူးဆန်းစွာဖြင့်လူစကားကိုတာယာလှသောအတန်ဖြင့်ပြောဆိုလိုက်ပါတော့တယ်ရွှေတောင်းငှက်အိုတစ္ဆာရှိပြီးစိတ်ထားဖြူစင်သောလူလင်တင်၏မေတ္တာကရုဏာနှင့်ဂရုစိုက်မှုတို့ကြောင့်ငါသည်တေမင်း၏လက်မှလွတ်မြောက်ခဲ့ရပြီးတင်၏စေတနာကိုငါမေ့ကွက်မည်မဟုတ်ပါငါအားတုတ်ပြန်သောအဖြစ်ငါ၏အတောင်ပံအောက်မှဆန္ဒပြည့်မိကြောက်ရတနာလေးကိုလက်ဆောင်ပေးခဲ့ပါမည်ထိုမိကြောက်ကိုရေစိမ်၍တောင်းဆိုပါကဆင်းရဲသားများအတွက်အစားအစာအဝတ်ထည်နှင့်ဆေးဝါးများကိုဖန်တီးပေးနိုင်ပေလိမ့်မည်တောင်းငှက်လေးဟာအတောင်ပံအောက်မှစိန်ကဲ့သို့တောက်ပသောအပြာရောင်မိကြောက်လေးကိုဇော်ကြီး၏လက်ထဲသို့နှုတ်သီးဖြင့်ဂယုတစိုက်ပေးအပ်ပြီးနောက်ကောင်းကင်ယံသို့လှပစွာဝဲပြန်ထွက်ခွာသွားခဲ့ပါတော့တယ်ညီငယ်ဇော်ကြီးဟာတန်ဖိုးမဖြတ်နိုင်သောမိကြောက်ရတနာလေးကိုရရှိခဲ့ပေမဲ့မိမိတဦးလည်းချမ်းသာရေးစည်းစိမ်ဥစ္စာရရှိရေးအတွက်စိတ်တစမရှိခဲ့ပါဘူးထိုမိကြောက်ကိုရေစလုံးအတွင်းစိန်ကားငါအတွက်ဘာမှမလိုချင်ပါရွာထဲကငတ်မွတ်နေတဲ့ကလေးတွေအတွက်ထမင်းဟင်းနဲ့ဒုက္ခရောက်နေတဲ့အဖိုးအဖွားတွေအတွက်အဝတ်ထည်ဆေးဝါးတွေကိုပဲထုတ်ပေးပါဟုဆန္ဒပြုခဲ့ပါတယ်မိကြောက်စီမှရတနာရောင်ကြီးများထွက်ပေါ်လာပြီးအစားအစာများနှင့်အဝတ်ထည်များဒိုးဒိုးတောက်တောက်ထွက်ပေါ်လာခဲ့ပါတယ်ဇော်ကြီးဟာထိုပစ္စည်းများကိုရွာအတွင်းရှိဆင်းရဲနွမ်းပါသူများအားအစဉ်အမြဲဒါနပြုကူညီခဲ့ပါတယ်ဇော်ကြီး၏ရိုးသားမှုနှင့်မေတ္တာတရားကြောင့်မကြာမီမှာပဲရွာသူရွာသားအပေါင်းတို့၏ချစ်ခင်လေးစားမှုကိုရရှိခဲ့ပြီးဇော်ကြီး၏တဲဆုပ်လေးဟာလည်းလူအများလာရောက်ခိုလုံရာစိမ့်လန်းတာယာသောအေးချမ်းသောနေရာလေးဖြစ်လာခဲ့ပါတော့တယ်ညီငယ်ဇော်ကြီးဆင်းရဲဒုက္ခမှလွတ်မြောက်ပြီးတိုင်းသူပြည်သားများ၏ချီးမွမ်းခြင်းလေးစားခြင်းကိုရရှိနေသည်ကိုအကိုဖြစ်သူဇေယျကြားသိရသောအခါမနာလိုဒေါသများထောပွဲမောက်လောင်ကျွမ်းလာခဲ့ပါတယ်ဇေယျဒေါသတကြီးဖြစ်ဒါမဖြစ်နိုင်ဘူးအဝတ်တထည်ကိုတစ်ခုနဲ့ငါအိမ်ပေါ်ကနှင်ထုတ်လိုက်တဲ့ဇော်ကြီးဟာဘလို့လို့အခုလိုချမ်းသာပြီးဒါနတွေပေးနိုင်ရတာလဲတာမန်ထင်းခုတ်သမားတယောက်ကဒီလောက်ပစ္စည်းတွေဘယ်ကရတာလဲသူပါယတနာတွေရထားသလဲဆိုတာငါကိုယ်တိုင်သွားကြည့်ရမယ်ဇေယျဟာမနာလိုစိတ်ဖြင့်ညီဖြစ်သူ၏တဲစီသို့ညဘက်တွင်လျှို့ဝှက်ချောင်းမြောင်းကြည့်ရှုခဲ့ပြီးဇော်ကြီးကမိကြောက်ကိုရေစိမ်၍အစားအစာများတောင်းခံနေသည်ကိုအံ့ဩဖွယ်ရာမြင်တွေ့သွားခဲ့ပါတော့တယ်မိကြောက်၏အံ့ဩဖွယ်စွမ်းပကားနှင့်တန်မိုးကိုသိရှိသွားတဲ့အခါဇေယျ၏ရင်ထဲမှာလောဘမီများဒီရေအလားပောက်ကွဲသွားခဲ့ပါတယ်ဇေယျဟာတဲထဲသို့ဝုန်းကနေဝင်ရောက်သွားပြီးညီဖြစ်သူ၏စကားကိုများနားမထောင်ပဲမိကြောက်ရတနာကိုအတင်းအဓမ္မလူယူလိုက်ပါတော့တယ်ဇော်ကြီးအကိုကြီးဒါကိုမယူပါနဲ့ဒီမိကြောက်ဟာလောဘနဲ့သုံးရင်အန္တရာယ်ရှိပါတယ်ရွာထဲကဆင်းရဲသားတွေကိုကူညီဖို့အတွက်ပဲတောင်းငှက်လေးပေးခဲ့တာပါဖယ်ဆန်းမင်းစကားကိုငါနားမထောင်ဘူးဒီလိုတန်မိုးရှိတဲ့ယတနာမျိုးဟာမင်းလိုတောသားဆင်းရဲသားနဲ့မတန်ဘူးငါလိုအိမ်ကြီးသခင်မှသုံးရမှာဒါအမွေနှစ်ပဲဇေယျဟာမိကြောက်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားရင်းမိမိအိမ်ကြီးစီသို့အပြေးလွှားပြန်လာခဲ့ပါတော့တယ်ဇေယျဟာအိမ်သို့ရောက်ရှိသောအခါတကားများကိုတေချာစွာပိတ်လိုက်ပြီးမိကြောက်ကိုရေစလုံးအကြီးကြီးအတွင်းသို့စိမ်လိုက်ပါတယ်အဲ့ဒီနောက်ရေစလုံးကိုငေးကြည့်ကာမိမိ၏လောဘဆန္ဒများကိုလူနီးပါးအော်ဟစ်တောင်းဆိုပါတော့တယ်ဇေယျအိုမိကြောက်ရတနာငါကိုရွှေတင်ကားရာပေါင်းများစွာစိန်နာကင်းတွေနဲ့နန်းတော်ဓမြကြီးမားတဲ့ရွှေအိမ်ကြီးပေးစမ်း
ငါ့ကိုတိုင်းပြည်မှာအချမ်းသာဆုံးမဟာတထေးကြီးဖြစ်စေရမယ်အခုချက်ချင်းရွှေတွေထုတ်ပေးစမ်းဇေယဟာမျက်လုံးများပြူးကျက်လျက်သွားများကြိတ်ထားလျက်ရွှေငွေများရေစလုံးထဲမှလိမ့်ထွက်လာမည်ကိုမိကြောက်စီမှမျောလင့်တကြီးစောင့်ကြည့်နေခဲ့ပါတယ်သို့တော်လည်းထိုမိကြောက်ယတနာသည်စိတ်ထားမဆုပ်ပြတ်ဘဲဖြူစင်သူများအတွက်သာယတနာပေးနိုင်သောပစ္စည်းဖြစ်ပြီးအတ္တနှင့်လောဘဖြင့်တောင်းဆိုသူများအတွက်မူနတ်မောင်လာသောအကုသိုလ်အပြစ်များကိုသာဖြစ်ပေါ်စေတာဖြစ်ပါတယ်။ရေစလုံးထဲမှရွှေငွေများမထွက်ဘဲမီးမောင်လာသောအစိတ်ငွေများနှင့်အစိတ်ရှိသောငွေကြီးများကင်းမီကောက်များသာငွေဟောက်များကဲ့သို့ရေစလုံးထဲမှလိမ့်တက်လာပါတော့တယ်။နတ်မောင်သောမီးခိုးငွေများသည်အိမ်တအိမ်လုံးကိုဖုံးလွှမ်းသွားခဲ့ပြီးခဏအတွင်းမှာပင်မီးတောက်မီးရှံများဖြစ်သူပြောင်းလဲကဇေယ၏အိမ်ကြီးမှာပြာကျပျက်စီးသွားခဲ့ရပါတော့တယ်။ဇေယဟာကဲကြပါဦး။ကဲကြပါဦး။ဟုအော်ဟစ်ကကြောက်လန့်တကြားအိမ်ပြင်သို့ထွက်ပြေးခဲ့ရပြီးမိမိ၏လောဘမနာလိုမှုနှင့်အတ္တတရားတို့ကြောင့်မိဘအမွေရရှိထားသောစည်းစိမ်များပါမကအိမ်ကြီးပါပြာကျပျက်စီးသွားခဲ့ရပါတော့တဲ့မီးလောင်ပြင်ကြီး၏ဘေးမှာဇေယဟာမိခိုးပေရည်နေသောအဝတ်နွမ်းများဒဏ်ရာတန်ချက်များဖြင့်မြေကြီးပေါ်မှာထိုင်ကရှုံးမဲ့စွာငိုကြွေးနေခဲ့ပါတယ်မိမိ၏လောဘဆိုးမနာလိုမှုဆိုးကြောင့်ရှိသမျှစည်းစိမ်များရေဆက်ချပျက်စီးသွားခဲ့ရသည်ကိုမကြည်တန်စွာသဘောပေါက်သွားခဲ့ပါတယ်ဇေယဟာအဆက်ကိုညှိမ့်သက်ကမျက်ရည်ဆက်လက်ဖြင့်ညီဖြစ်သူဇော်ကြီး၏တဲဆုပ်လေးစီသို့အပြေးလွှားရောက်ရှိလာခဲ့ပါတယ်။တဲရှိမှရောက်သည်နှင့်ဇေယဟာညီဖြစ်သူ၏ခြေထောက်ရင်းမှာတူးထောက်လဲကျလိုက်ပြီးညီလေးရဲ့ငါလုံခဲ့ပါပြီငါရဲ့လောဘနဲ့မနာလိုမှုတွေကြောင့်အခုတော့မိဘအမွေစည်းစိမ်တွေအကုန်လုံးပြာကျပျက်စီးခဲ့ရပါပြီငါမင်းအပေါ်မှာမတရားခဲ့တာတွေကိုတကယ်ပဲနှောင်တရပါပြီငါကိုခွင့်လွတ်ပါညီလေးရဲ့ရိုးသားသောညီငယ်ဇော်ကြီးဟာအကိုဖြစ်သူ၏တနာစဖွယ်အမူအရာနှင့်နောင်ရစကားကိုကြားရသောအခါစိတ်ထဲမှာဘာအညိုးမှမထားဘဲအကိုဖြစ်သူကိုအသားအရာတွဲထူလိုက်ပါတယ်။အကိုကြီးအတိတ်ကကိစ္စတွေကိုမေးလိုက်ပါတော့အခုအကိုကြီးနောင်တရတာကိုပဲငါဝမ်းမြောက်ပါတယ်ငါတို့နှစ်ယောက်အတူတူပြန်နေပြီးရိုးသားစွာလောက်ကင်စားတောက်ကြတာပေါ့။ဇော်ကြီးဟာအကိုဖြစ်သူ၏တောင်းပန်မှုကိုမေတ္တာအပြည့်ဖြင့်ခွင့်လွှတ်လိုက်ပြီးမိမိ၏ပိုင်ဆိုင်မှုများကိုအကိုဖြစ်သူနှင့်ပါမျှဝေသုံးစွဲခဲ့ပါတယ်။အကိုဖြစ်သူဇေယသည်လည်းထိုအချိန်မှစ၍လောဘတရားကိုလုံးဝဆွတ်လွတ်ကာညီဖြစ်သူနှင့်အတူတီလာဆောက်တည်၍ရိုးသားစွာနေထိုင်သွားခဲ့ကြပါတော့တယ်။